David De Gea ကို1990ခုနှစ်နိုဝင်ဘာလ9ရက်နေ့တွင်စပိန်နိုင်ငံ၏မက်ဒရစ်မြို့၌မွေးဖွားခဲ့သည်သူ၏ဖခင် Jorge De Gea သည် Professional ဂိုးသမားတစ်ဦးဖြစ်ပြီးမိခင်မှာ Mara Quintana ဖြစ်သည် De Gea သည်အသက်1နှစ်အရွယ်ကတည်းကဘောလုံးကိုစိတ်ဝင်စားခဲ့ပြီးမက်ဒရစ်မြို့ရှိAtletico Madrid အကယ်ဒမီတွင်လေ့ကျင့်မှုများစတင်ခဲ့သည်ငယ်စဉ်ကတည်းက De Gea ကျွမ်းကျင်မှုနှင့်ဂိုးဆောင်သည့်စွမ်းရည်များကိုလူသိများခဲ့ပြီးအသက်1နှစ်အရွယ်တွင်စပိန်လူငယ်အသင်း၏ဂိုးသမားအဖြစ်ရွေးချယ်ခံခဲ့ရသည်2008ခုနှစ်တွင် De Gea သည် Atletico Madrid အသင်း၏ပထမတန်းဂိုးသမားဖြစ်လာခဲ့ပြီး2009ခုနှစ်တွင် Atletico Madrid အသင်း၏ပင်မအသင်းသို့တက်ရောက်ခဲ့သည်သူ၏ပထမဆုံးပရီးမီးယားလိဂ်ပြိုင်ပွဲကို2009စက်တင်ဘာလတွင်ဘာစီလိုနာနှင့်ကစားခဲ့ပြီးထိုပွဲတွင်သူ၏အံ့ဖွယ်လက်စွမ်းပြသမှုကြောင့်လူသိများလာခဲ့သည်2011ခုနှစ်တွင်မန်ချက်စတာယူနိုက်တက်သည် De Gea ကိုပေါင်18.9 သန်းဖြင့်ဝယ်ယူခဲ့သည်ထိုအချိန်ကသူသည်ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားအဖြစ်မှတ်တမ်းဝင်ခဲ့သည်အစပိုင်းတွင်ပရီးမီးယားလိဂ်ပြင်းထန်မှုနှင့်ရုန်းကန်ခဲ့ရသော်လည်းနောက်ပိုင်းတွင်သူ၏ထူးချွန်မှုများကြောင့်ယူနိုက်တက်၏အားကိုးရာဂိုးသမားဖြစ်လာခဲ့သည်De Gea သည်လျှက်တစ်ပြက်အံ့ဖွယ် reflection များနှင့်အေးဆေးတည်ငြိမ်သောစွမ်းဆောင်ရည်တို့ကြောင့်ကမ္ဘာ့အကောင်းဆုံးဂိုးသမားများစာရင်းတွင်ပါဝင်ခဲ့သည်2023ခုနှစ်တွင် De Gea သည်မန်ချက်စတာယူနိုက်တက်မှထွက်ခွာခဲ့ပြီးသူ၏အနာဂတ်ကိုရွေးချယ်ရန်စဉ်းစားနေခဲ့သည်သူသည်မိသားစုနှင့်အချိန်ဖြုန်းကာအနာဂတ်တွင်ကစားသမားဘဝဆက်လက်ထမ်းဆောင်ရန်သို့မဟုတ်ဂိုးသမားနည်းပြအဖြစ်လုပ်ကိုင်ရန်အစီအစဉ်များရှိသည်De Gea ၏ဘဝဇာတ်လမ်းသည်ဇွဲလုံးလားနှင့်အိမ်မက်များကိုအကောင်အထည်ဖော်ခဲ့သောဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်ငယ်ရွယ်စဉ်ကစတင်ခဲ့သောခရီးသည်ကမ္ဘာအထင်ကရကစားသမားတစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့ပြီးသူ၏အားမာန်များကိုနောက်လာမည့်မျိုးဆက်သစ်များအတွက်စံနမူနာတစ်ခုအဖြစ်ကျန်ရစ်ခဲ့သည်